အားလုံးပဲမင်္ဂလာပါအခုဆိုလို့ရှိရင်စာချောင်းသားချောင်းသူတွေနေနဲ့လေစာမိုးပွဲဖြည့်ဆူရတော့မယ့်အချိန်ဖြစ်ပါတယ်အဲ့ဒီခါကျတော့အစာအသောက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုအစားအစာလေးတွေစားလို့ရှိရင်အာယုံစူးစိုက်မှုကောင်းပြီးမှတ်ဉဏ်တွေကောင်းမလဲကျန်းမာချမ်းခိုင်မလဲစိတ်ဖိစီးမှုတွေရောကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြသွားပေးပါမယ်အာယုံစူးစိုက်မှုကောင်းပြီးမှတ်ဉဏ်ကောင်းမှုအတွက်အုံနောက်အတွက်တင့်လျော်တဲ့အစားအစာတွေပြပြသွားပေးပါမယ်နံပါတ်1အနေနဲ့ဆိုလို့ရှိရင်ငါအမျိုးမျိုးစားပေးပါငါအမျိုးမျိုးထဲမှာငါအကြီးတွေဒီပို့ပြီးတော့မှ omega 3 fatty acid ပါဝင်တဲ့အတွက်ကြောင့်အုံနောက်ရဲ့စွမ်းဆောင်ရည်ကိုပုံမကောင်းမွန်စေမှာဖြစ်ပါတယ်အဲ့တော့ကြက်သမျှမှတ်သမျှဒီအုံနောက်ကမှတ်မိလွယ်မှာဖြစ်ပါတယ်နံပါတ်2ကတော့ဥအမျိုးမျိုးဖြစ်ပါတယ်အဲ့တော့ကြက်ဥပဲဥငုံဥအစားရှိတဲ့ဖြင့်ဒီဥမျိုးမျိုးမှာပါတယ်ကိုလင်းတက်ကအာယုံစူးစိုက်မှုကိုအရင်ပဲကောင်းမွန်စေပါတယ်အဲ့တော့အာယုံစာချက်တဲ့အခါမှာအာယုံစူးစိုက်မှုကောင်းမွန်စွာနဲ့မှတ်ဉဏ်တွေကိုတိုးပွားစေမှာဖြစ်ပါတယ်နံပါတ်3အချက်ကတော့ဗီတာမင် D ကျွယ်ဝတဲ့အဆီအဆန်တွေဖြစ်ပါတယ်မြန်မာပြည်အနေနဲ့ဆိုလို့ရှိရင်တော့မြေပဲဆန်စားလို့ရပါတယ်နေကြားကြီးစားလို့ရပါတယ်တစ်ကြားကြီးစားလို့ရပါတယ်တီကိုကြီးစားလို့ရပါတယ်ဘာတန်စီပေါ့နော်ဒါမျိုးလေးတွေဒီဗီတာမင် E ကျွယ်ဝပြီးအုံနောက်နဲ့မှတ်ဉဏ်နဲ့စွမ်းဆောင်ရည်ကိုကောင်းမွန်စေမှာဖြစ်ပါတယ်ဆမ်ပွဲအတွက်ပြင်ဆင်နေချိန်မှာခန္ဓာကိုယ်ကကျန်းမာကြံ့ခိုင်ပြီးတော့တွက်လက်နေဖို့ခွန်အားပြည့်နေဖို့ကလည်းအရေးကြီးပါတယ်အဲ့ဒီအတွက်စားတော့ရမယ့်အစားအစာတွေကတော့အသီးနှံမျိုးစုံဖြစ်ပါတယ်အသီးနှံတွေမှာဆိုဗီတာမင်နဲ့သတ္တုဓာတ်တွေကျွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကလန်းဆန်းပြီးခွန်အားပြည့်နေစေမှာဖြစ်ပါတယ်မြန်မာပြည်အနေနဲ့ဆိုပေါ်များတဲ့ငပြောတီးတို့ထောပတ်တီးတို့စတော်ဘယ်ရီတီးတို့လိမ္မော်တီးစပစ်တီးပေါ့အစားရှိတဲ့ဖြင့်အသီးနှံတွေဒီခန္ဓာကိုယ်အတွက်ခွန်အားတွေပြေဝစေတယ်လို့စွမ်းအင်နဲ့ယောဂကာဝယ်မှုကိုလည်းပေးစွမ်းနိုင်တဲ့အတွက်ကြောင့်ကျောင်းသားကျောင်းသူတွေအတွက်စားသုံးတဲ့စားစာဖြစ်ပါတယ်နောက်တစ်ခုကအစိမ်းရင်အောင်ရှိတဲ့အသီးရွက်တွေကစွန်ရွက်မုံညင်းရွက်ဟင်းနေရွက်ပေါ့နော်အဲ့ဒါမျိုးနောက်ကော်ပီပန်းစိမ်းပေါ့အဲ့ဒါတွေဒီခွန်အားကိုပြေဝစေလို့ယောဂကာကွယ်ပြီးတော့စွမ်းအင်ဓာတ်ကိုပြေဝနေစေမှာဖြစ်ပါတယ်နောက်တစ်ခုကကွေကာအုပ်တောက်သုံးတင်ပါတယ်ကွေကာအုပ်ဒီအုပ်ချုံပါဝင်တဲ့အတွက်ကြောင့်သူဒီ1 byte ထဲမှာအစာခံနိုင်တယ်လို့စွမ်းအင်ကိုလည်းပြေဝပေးနိုင်တဲ့စားစာတစ်ခုဖြစ်ပါတယ်။ကျောင်းသားကျောင်းသူတွေကစာအုပ်ချက်တဲ့အခါမှာခဏခဏစာလောင်တတ်ပါတယ်။အဲ့တော့ဒီအုပ်ချုံကိုစားသုံးထားမယ်ဆိုလို့ရှိရင်ခဏခဏစာလောင်မှုတတ်တာစီတယ်လို့အစာကြည်ချမှုကိုလည်းကောင်းမွန်စေပြီးစွမ်းအင်ပြေဝနေစေမှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ကျောင်းသားကျောင်းသူတွေဆောင်းမွေးပြည်ကန်နေဖြစ်တဲ့အတွက်စိတ်ဖိစီးမှုကလည်းအလွန်များပြားနေတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့စာကျန်းမတ်တင်လေးလာနေတဲ့အချိန်မှာစိတ်ဖိစီးမှုလျှော့ချဖို့အတွက်စားသုံးတဲ့စားစာကတော့ဒင်းချင်းဖြစ်ပါတယ်ဒင်းချင်းကအစာအိမ်အတွက်လည်းကောင်းမွန်တယ်လို့အုံနောက်အတွင်းမှာရှိတဲ့စိတ်ဖိစီးမှုတွေကိုအကောင်းဆုံးလျှော့ချနိုင်တဲ့အစားအသောက်တစ်ခုဖြစ်ပါတယ်မြန်မာပြည်မှာလည်းဝယ်ရလွယ်ကူစားတော့ရတာလွယ်ကူတဲ့အစားအသောက်တစ်ခုဖြစ်ပါတယ်နောက်တစ်ခုကပါလဲတော့အုံနောက်ကိုစိတ်ဖိစီးမှုတွေအများကြီးလျှော့ချနိုင်တဲ့ dark chocolate ပါ dark chocolate ကအုံနောက်ရဲ့စိတ်ဖိစီးမှုတွေကိုအများကြီးလျှော့ချပေးနိုင်တဲ့အစားအစာဖြစ်ပါတယ်အဲ့တော့ဒင်းချင်းနဲ့ dark chocolate ကိုစားသုံးပြီးခြင်းအပြင်ကျောင်းသားကျောင်းသူတွေဒီစိတ်ဖိစီးမှုလျှော့ချပြီးတော့လမ်းဆက်တက်ကြွစွာနဲ့စားပြီးတွေကိုလေးလာကြက်မှတ်ဖြည့်ဆို့နိုင်မှာဖြစ်ပါတယ်ခုဆိုရင်ကျောင်းသားကျောင်းသူတွေအတွက်စာချက်မှတ်ရမှာအာယုံစူးစိုက်မှုနဲ့မှတ်ဉဏ်ကောင်းစေတဲ့အစားအစာတွေခန္ဓာကိုယ်တွက်လက်ကျန်းမာနေစေမယ့်အစားအစာတွေနဲ့စိတ်ပစ္စည်းမှုကိုချောချပေးနိုင်တဲ့အစားအစာတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲသိရှိပြီးတဲ့အခါကျကျောင်းသားကျောင်းသူတွေအတွက်ကောမိဘတွေရောဒီစားတောက်လေးတွေကို view site စားတောက်ခြင်းအပြင်ထူးချွန်ထက်မြက်စွာနဲ့ကျောင်းသားကျောင်းသူတွေစာမေးပွဲကိုဖြေဆိုနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲစာမေးပွဲကိုထူးချွန်ထက်မြက်စွာနဲ့ဖြေဆိုနိုင်ကြပါစေကျန်းမာချမ်းသာကြပါစေ